အဆောက်အုံတစ်ခုကနေထွက်လာကြတဲ့မိသားစုလေးကိုစကြည့်ကြရအောင်ဖေဖေကသားငယ်လေးကိုပွေ့ချီထားပြီးမေမေကတော့ဖေဖေရဲ့လက်ကိုတွဲကာလှပစွာရှောက်လန်းလာပါတယ်သူတို့နောက်မှာတော့အကိုကြီးလေးကလိုက်ပါလာပါတယ်ထိုအခိုက်အတန့်မှာပဲဖေဖေကမေမေကိုဒီလူတွေမြင်ပါစေကိုကကဘာကြီးတစ်ခုလုံးကိုမင်းအကြောင်းသိစေခြင်းနဲ့လို့စိတ်ကူးရင်ဆန်ဆန်ပြောလိုက်ပြီးဂူယောင်းကကိုယ့်ရဲ့တရားဝင်ဇနီးဟွာထင်ဟန်ပါလို့ကြေညာလိုက်ပါတယ်ဒီစကားကိုကြားလိုက်တဲ့အခါအကိုကြီးကဦးလေးကအယမ်းယိုဆန်တာပဲလို့ရေပြီးပြောလိုက်ပါတယ်သားငယ်လေးကလည်းဖေဖေကရိုဆန်ပြီးရှက်စရာကောင်းတယ်လို့ထပ်ပြောလိုက်တဲ့အခါဖေဖေကကလေးလေးတွေဘာနားလဲလို့လဲဒါကိုအချစ်လို့ခေါ်တယ်လို့ပြန်ဖြေပြီးမိမိကိုဖတ်လိုက်ပါတယ်မိမိကလည်းပြုံးပျော်စွာရေမောလိုက်တာကိုမြင်ရမှာပါနောက်တစ်ခါမှတော့မိမိကကိုဝင်သည်ဖြစ်လွှဲကျိုးပေါ်မှာထိုင်နေတာကိုတွေ့ရပါတယ်ဖေဖေကနွားနို့တစ်ခွက်ယူလာပြီးနွားနို့လေးတောက်လိုက်ပါအောင်ကလေးအတွက်ကောင်းတယ်လို့ဆရာဝန်ကပြောတယ်လို့ပြောလိုက်ပါတယ်မိမိကဒါနွားနို့ထပ်ပြီးပြီဟွာရိုက်တာရဲ့ကျမကိုနှိုးစားနှောဖြစ်အောင်မွေးထားသလိုပဲလို့ရေမောပြီးညီးတွားလိုက်ပါတယ်ဖေဖေကဆရာဝန်ကကယ်ဆီယမ်ပိုတောက်ဖို့ပြောထားတာကိုလို့ဖြေရှင်းပါတယ်ထို့နောက်ဘိုက်ကိုပုတ်ပြီးကလေးလေးကိုစကားပြောပါတယ်ဒီကလေးလေးကသူ့အကိုလိုစိုးလိုက်မယ်မထင်ဘူးနော်လို့ပြောလိုက်ပြီးမဟုတ်ပါဘူးသမီးလေးပါမင်းနဲ့တူပြီးအရန်လာလိုက်မယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်မမေကတော့ဘလို့လို့သမီးလေးလို့တေချာတာလဲနောက်ထပ်သားလေးတယောက်ဖြစ်နေရင်ရောလို့မေးလိုက်တဲ့အခါဖေဖေကစိတ်ထဲကခံစားချက်ပါကလေးလေးရဲ့မင်းအဖေကအပြင်မှာမင်းလေးထွက်လာမယ့်အထိစောင့်နေမယ်လို့ချွဲနှဲ့စွာပြောလိုက်ပါတယ်မမေကဟွာထင်ဟန်ရှင်ကအရန်ယိုဆန်တာပဲလို့ထပ်ပြောတဲ့အခါဖေဖေကအရန်ယိုဆန်နေပေါ့ဒါပေမဲ့မင်းကြိုက်ဆုံးကကိုယ့်ရဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးလားလို့ပြန်ပြောလိုက်ပါတယ်ထိုအချိန်မှာပဲသားငယ်လေးကမေကျွန်တော်ပင်ပန်းပြီးပွေ့ချီပါအောင်လို့ပြေးလာပါတယ်ဖေဖေကသားကိုပွေ့ချီလိုက်ပြီးမေကဘိုက်ထဲမှာညီမလေးရှိတယ်ပွေ့ချီလို့မရဘူးဖေဖေပွေ့ချီမယ်နော်လို့ပြောလိုက်ပါတယ်သားငယ်ကမပွေ့ချီချင်ဘူးမေပွေ့ချီပါလို့ညင်းဆိုပါတယ်ဖေဖေပွေ့ချီတာမကောင်းလို့လားလို့မေးတဲ့အခါမှာတော့မကောင်းဘူးမေကမွှေးလေးဖေဖေကမေလောက်မမွှေးဘူးလို့ပြန်ဖြေလိုက်ပါတယ်အကိုကြီးကဟာဦးလေးရဲ့ခမားကိုပယ်ချလိုက်ပြီလို့ရေးလိုက်ပါတယ်ဖေဖေကအကိုကြီးကိုမင်းလဲမထူးပါဘူးမင်းအဖေအမေကိုမြ мян ညီလေးတယောက်ထပ်ရဖို့ပြောလိုက်အောင်ကို့အိမ်မှာအလကားလာစားအလကားလာတော့မနေနဲ့တော့လို့စလိုက်ပါတယ်အကိုကြီးကညီလေးမလိုချင်ဘူးကျွန်တော်မှရောင်လေးရှိရင်ရပြီလို့ပြောရင်သားငယ်လေးကိုပြန်ဖက်လိုက်ပါတယ်သားငယ်လေးကလည်းအကိုကအကောင်းဆုံးပဲလို့ပြန်ပြောလိုက်တာချစ်စရာကောင်းလာပါတယ်ဒီလိုချစ်စရာကောင်းတဲ့အဖြစ်အပျက်တွေကြားမှာမေကသူ့အတိတ်ကိုပြန်စဉ်းစားမိပါတယ်တစ်ချိန်ကကျမဟွာမိသားစုကိုစွန့်ခွာပြီးသူ့စီကနေထွက်ပြေးတာအကောင်းဆုံးရွေးချယ်မှုလို့ထင်ခဲ့ဘူးတယ်အခုမှပဲနားလည်တော့တယ်အကောင်းဆုံးຢာတွေကကျမဘေးမှာအမြဲတမ်းရှိနေခဲ့တာပါလားလို့မျက်ရည်စများနဲ့ပြောလိုက်ပါတယ်ပြီးတော့ဖေဖေကိုဟွာထင်ဟန်ကျေးဇူးတင်ပါတယ်ကျမကိုလက်မလွတ်ခဲ့လို့ပြောတဲ့အခါဖေဖေကငါပဲမင်းကိုကျေးဇူးတင်ရမှာပါကိုကိုဒုတိယအကြိမ်ချစ်ခွင့်ပေးခဲ့လို့ပြန်ပြောလိုက်ပါတယ်ရောင်ဒီဘဝရဲ့ကြန့်ရှိနေတဲ့အချိန်တွေအတူတူရှောက်လန်းကြရအောင်လို့ပြောလိုက်တဲ့အခါမေကကောင်းပြီလို့ပြန်ဖြေလိုက်တာနဲ့ဗီဒီယိုလေးပြီးဆုံးသွားပါတယ်